ဝေးဖွားစားကလေးတယောက်ရဲ့ဥဝဲဆိုတဲ့ငိုတန်ကလင်းချက်တော်ကန်ဒီအချိန်ခန့်မှာမောင်မိုက်နေတဲ့ပတ်ဝန်းကျင်ရှိအိမ်လေးတစ်လုံးစီကအစပြုလို့ဝင်းကျင်တစ်ခုလုံးကိုပြန်ကျဲလွင့်စင်သွားပါတော့တယ်မောင်ကောင်းကလေးမွေးပြီးယောက်ျားလေးဟဲ့အားရဝမ်းသားဖြင့်အော်ပြောလို့မဆုံးသေးမြခင်အရက်လက်တဲ့တော်ငယ်လေးရဲ့လန်တကြားအော်တန်ကြားမှာဦးကောင်းရဲ့ခြေလမ်းတွေတုံဆိုင်သွားခဲ့ရပါလိမ့်အရှိမြခင်ဘာဖြစ်လို့လဲဗျာပြန်ပြေးတယ်မပြူချင်းကြောင့်အခန်းထဲသို့ဦးကောင်းလှမ်းဝင်လိုက်တဲ့ချိန်မှာတွေ့လိုက်ရတဲ့မြေငွင်းကြောင့်ဦးကောင်းလိုအသားညွညွယောက်ျားရင့်မာကြီးရဲ့မျက်လုံးမှာမျက်ရည်တွေရေဝဲရတဲ့အထိပါပဲအကြောင်းကတော့ငြိမ်သက်စွာရှိနေသောမြခင်ကြောင့်ဖြစ်တော်တယ်မြခင်သည်အသက်ရှူခြင်းကင်းမဲ့စွာလဲလျောင်းနေပါတော့သည်ထိုချိန်တွင်သူမ၏ဘေးတွင်ရှိနေသောလူမမဲကလေးရဲ့ငိုတန်ကငြိမ်သက်နေသောပတ်ဝန်းကျင်ကိုဖောက်ထွက်သွားပါလေတော့တယ်နောင်တွင်ခေါ်မိထိုကလေးငယ်ရဲ့အမိကအောက်လန်းဘိုးတင်အခန်းနှင့်အသက်12နှစ်ကျော်ကလေးမောင်ဘိုးတင်ဟာလွယ်တစ်လုံးကိုလွယ်ပြီးတော့အိမ်ရှိမှထွက်ဟန်ပြင်လိုက်သည်ထိုအခါအိမ်ရှိကိုယ့်ပြက်မှာထိုင်နေတဲ့ဖခင်ဖြစ်သူဦးကောင်းမှစကားသံတချို့ထွက်လာလေတယ်ဂျိုးကောင်ဘိုးတင်ပြားပြီကျွန်တော်ဘာလုပ်ပေးရမလဲမင်းကဘိုးတင်လို့ဘာလို့ပေးတာလဲသိလားသိပါတယ်သိရင်ပြောစမ်းကွာဘိုးဆိုတဲ့စကားလုံးရအသက်ကြီးနေပြီမြန်မြန်သိမယ်တင်လို့ပေးထားတာပါအေးဟုတ်တယ်မင်းကသာမမွေးရင်ငါမိမမသိဘူးကွာကျွန်တော်လည်းဆိုင်လို့လားဖေဟာမင်းကသာငါမိမမမွေးခင်သိမလားအဲ့ဆိုလေကျွန်တော်လွတ်ပြလိုက်ပေါ့အေးမင်းကငါအဲ့ဒီလိုလှုပ်ချင်နေတာငါညမဆန်းဝေရတာမင်းကိုနှိုးတိုက်ပြီးမွေးထားတာဟုတ်ပါပြီဗျာကျွန်တော်ငတ်သွားပြင်းနဲ့ကြွက်ကပ်ပြီးထားအောင်မှာမိုးချုပ်အောင်မယ်သိလားအေးမိုးချုပ်တာချုပ်လို့ရတယ်ပြန်မလာလေးရတယ်ဒါပေမဲ့အချိန်ုံသိတယ်နော်မင်းတစ်လုံးလာပို့ရမယ်အချိန်အင်းပါဗျာမောင်ဘိုးရင်ကိုတော်ဖြစ်သူမဆန်းဝင်မှာငယ်စဉ်ကလေးကကျွေးမွေးပြုစုထားပြီလေဖခင်ဖြစ်သူဦးကောင်းကလည်းသူ့အာဂရုမဆိုင်ရှိသည်ဥပင်မထင်ပေအတော်ဖြစ်သူကသူ့အသက်ရှင်းနေရွယ်မှာဆုံးပါသွားပြန်တယ်အဲဒီကအတော်ဖြစ်သူရဲ့ယောက်ျားကမောင်ဘိုးတွေကိုနှင်ချလိုက်တာကြောင့်ဖခင်ဖြစ်သူရဲ့အိမ်ထံပြန်ရောက်လာခြင်းပဲမောင်ဘိုးတွေကကြွက်ထောင်ငှက်ပြစ်ငါးဖမ်းခြင်းအလုပ်တွေကိုလုပ်ရင်းဦးကောင်းတို့ရက်တလုံးပုံမှန်ဝယ်ပေးရသလိုစားဝယ်နေအတွက်ပတ်စံရှာသည်လေနိုင်ကပိုင်ဆိုင်ထားပေမဲ့အဖေဖြစ်သူကလဲမလုပ်၍တီးစားချထားတာကြောင့်ဝမ်းစာစပားအတွက်မပူရလို့တော်သေးယခုလဲမောင်ဘိုးတင်တောသို့သွားကြပြီဖြစ်မောင်ဘိုးတင်နေသောတစ်ဆင့်ရွာကလေးဟာတော်ရန်ကြသောဒေသဖြစ်လေတယ်ရွာဝင်အတန်လှမ်းသောနေရာမှာတင်းချိုင်းကုန်းရှိပြီးအုတ်ကူအဟောင်းများကဆေးရောင်မရှိလူသွားလမ်းဘေးမှာကပ်လျက်ရှိတင်းချိုင်းကုန်းအမည်နဲ့လိုက်အောင်ရွာဤတင်းချိုင်းကုန်းဒီကုန်းလေးပေါ်မှာရှိနေပြီးတစ်ပင်ကြီးတစ်ပင်ငယ်နဲ့